မင်းသိန်ခါပြေမနာသူမခင်မူမိကိုကြွက်လျှောက်မှုဆရာမင်းသိန်ခရှိပါသလားရှင်တာယာရှုံးလေးအေးမြသည့်အတန်သည်ကျွန်ုပ်၏နားရဲသို့တိုးဝင်လာသောကြောင့်ခေါင်းထောင်၍ကြည့်လိုက်ရာလွန်စွာလှပသောအမျိုးသမီးတဦးသည်စကားဝါ၌ရက်နေသည်ကိုတွေ့လိုက်ရပြီဝင်ခဲ့ပါကွယ်မင်းသိန်ခဆိုတာကျုပ်ပါပဲကျွန်ုပ်ကပြောလိုက်မှပဲအမျိုးသမီးငယ်သည်ယူကျိုးသောရှီလန်းဖြင့်အိမ်အတွင်းသို့ဝင်လာပြီးလင်ကျွန်ုပ်၏ရှေ့၌ထိုင်လေ၏ထိုအမျိုးသမီးကခါစီရင်ကျဲတင်းတွယ်လက်ဆောင်တားရည်ဖြူဝင်တန်တာရှိုအေး၍ကြာညိုနှံ့ကဲ့သို့ကိုရနံ့တင်းပြီးစက်တဝတ်ငှက်မကဲ့သို့တွာလာမှုရင်ကျေးခြင်းစာတော်လက္ခဏာကောင်းခြင်းတို့နှင့်ပြည့်စုံသည့်ဗဒုံပဏီမျိုးနွယ်ဝင်မိမတအူဖြစ်ပါတော့၏ဘာကိစ္စများအထွေအထူးရှိလို့လဲကွကျမနာမည်မခင်မှုလို့ခေါ်ပါတယ်ပြင်မနာကိုဆရာရောက်နေတာသိရလို့ဆရာဘယ်မှာတဲနေတယ်လဲဆိုတာကိုစုံစမ်းပြီးလာတွေ့တာပါကိစ္စကတော့တိတ်အရေးကြီးပါတယ်ကျမကိုယ်တိုင်မဆုံးဖြတ်နိုင်တဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရလို့ဆရာစီလာခဲ့တာပါမခင်မူကိုယ်တိုင်မဆုံးဖြတ်နိုင်တဲ့ကိစ္စကိုဘာမှမဆိုင်တဲ့ကျွန်ုပ်ကဘလို့ဆုံးဖြတ်ပေးလို့ရမှာလဲကွဒီလိုပါဆရာကျမစကားပြောတာနည်းနည်းဝေ့သွားလို့ပါဆရာကဘီရင်လက္ခဏာဆရာတယောက်မဟုတ်လားဒီတော့ကျမရဲ့ကံစားတာကိုဆရာစစ်ဆေးပြီးကျမရင်ဆိုင်နေရတဲ့ပြဿနာကိုဘလို့ဖြေရှင်းရမယ်ဆိုတာကိုအကြံပေးဖို့ပါပဲ။အော်မခင်မူကဘီရင်ကြည့်ကျင်လို့ကိုဟုတ်ပါတယ်ဆရာရှင်းပြောရရင်တော့ဘီရင်ကြည့်ကျင်တယ်လို့ပဲပြောရတော့မှာပေါ့ကျုပ်ကရန်ကုန်မှာပဲအချိန်သတ်မှတ်ပြီးဘီရင်ဟောတာကွခုပြင်မနာကိုရောက်နေတာဟာဘီရင်ဟောဖို့မဟုတ်ပါဘူးစာအုပ်ရေးစရာရှိလို့ပါရန်ကုန်မှာဆိုရင်ဧည့်သည်များတာနဲ့စာရေးဖို့ကိစ္စအချိန်မရလို့ဒီကိုထွက်လာတာပါအေးအေးဆေးဆေးအနားယူခြင်းလို့ပေါ့ကွာဆရာရဲ့အားတော့နာပါတယ်ကျမတယောက်ထင်းနေတော့အချိန်ဒီလောက်ကုန်မယ်မထင်ပါဘူးကျမမှာတိတ်ကိုအရေးကြီးတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရလို့ပါဆရာရဲ့ပညာကိုကျမအားကိုးပါတယ်ဆရာရဲ့ပညာနဲ့ကျမကိုတနည်းတလန်းအကူအညီပေးနိုင်မယ်လို့ကျမထင်ပါတယ်ကဲမခင်ဘူးမင်းကိုတော့ဘလို့ညင်းညင်းရမှာမဟုတ်တော့ဘူးတော်တော်ဇွဲကြီးတဲ့မိန်းကလေးပဲကျွန်ုပ်ကသူမ၏မွေးသက်ကြရအောင်မင်းများ၍ဆိုင်ရွက်လို့တစ်ခုပေါ်တွင်ရေးမှတ်လိုက်လေ၏ဒီနေ့မင်းရဲ့မွေးနေ့ပဲမနေ့ကဆိုမခင်မှုရဲ့အသက်ဟာ24နှစ်နဲ့တရက်ဆုံးသွားပြီအသက်25နှစ်ထဲရောက်သွားပြီလို့ပြောရမှာပဲဒါနဲ့မွေးတဲ့အချိန်ရောမှတ်မိပါသလားမှတ်မိပါတယ်ဆရာမနေ့17နာရီတိတိပါထိုအခါကျွန်ုပ်ဒီအိန္ဒိယတွင်ချိန်ဆွဲထားသည့်တိုင်ကတ်နိုင်ကိုနှမ်းကြည့်လိုက်ရာ17နာရီထိုးနေပြီဖြစ်ကြောင်းတွေးလိုက်ရ၏တော်တော်ကလေးတိုက်ဆိုင်တယ်လို့ပြောရမှာပဲမခင်ဘူးကျုပ်ဘေးရင်ဟော့မဲ့အချိန်ဟာမွေးချိန်နဲ့ပါတစ်ထက်တည်းသွားကြနေပါလားမွေးနေ့ရောမွေးချိန်မှာနှစ်ခုလုံးတိုက်ဆိုင်နေတာကတော်တော်ကလေးစမ်းနေဒီတော့ပို့ပြီးအမှတ်တရလေးဖြစ်အောင်ကျုပ်အခုရေးတဲ့တရုတ်ဘေးရင်နဲ့မခင်ဘူးရဲ့ကံကြမ္မာကိုစစ်ဆေးပေးလိုက်မယ်ဒီတရုတ်ဘေးရင်ကိုကျုပ်လေးလာလိုက်စားနေတာကြာပြီဒါပေမဲ့ဒီနည်းနဲ့ဘယ်သူမှဟောမကြည့်သေးပါဘူးလက်တွေ့အသုံးမချရသေးဘူးပေါ့ကွာခုတော့မင်းကိုအရင်ဆုံးဟောကြည့်ရမယ်ဟောပါဆရာဟောပါဘယ်နည်းနဲ့ပဲဖြစ်ဖြစ်မှန်ဖို့ကအရေးကြီးပါတယ်ဒီအခါကျွန်ုပ်ဒီမွေးခုနှစ်မွေးလမွေးနေ့မွေးချိန်များအလိုက်စိုးမိုးနေသောတိရစ္ဆာန်ရုပ်ပုံများကို၎င်းဝက်ညောက်ကြောင်မွေးနဂါရုံကြက်ခွေးနွားမြီးကျွတ်စိတ်ဟိုတက်မားတက်ဟူသောမူလဗုဒ္ဓဒဏ္ဍပါ၏အရှိကံပုံကို၎င်းရေမီးမြေကြီးတတုတတစသည်တောင်းမနိုင်သောဓာတ်တို့၏အကျိုးသက်ရောက်ပုံကို၎င်းရေမီးတိမြေတတုဇာတိသဝံတတုရေမြေမီးတိမရဏသဝံတရုတ်ဗေဒနီအရာတွက်ချက်၍ဗေဒနှင့်သက်ဆိုင်သောဟောကိန်းများရှာရပြန်၏မခင်မူမွေးတဲ့နှစ်ဟာတရုတ်ပြက်ကလေးမှာတော့ကျွတ်စိုးမိုးတဲ့နှစ်ပဲဒါပေမဲ့ကျွတ်ကိုလည်း၅မျိုးဖဲထားသေးတယ်မခင်မူကရေကျွတ်စိုးမိုးတဲ့နှစ်မှာမွေးတယ်ကျန်တဲ့ရာသီခွေနမိတ်ပုံတွေကိုတော့ရှင်းမပြတော့ဘူးနားရှုပ်သွားမယ်တရုတ်ဗေဒဟာတော်တော်ရှုပ်ထွေးတယ်အပေါ်ယံလေးလာရုံနဲ့မတက်နိုင်ဘူးကွကဲဒါရီထားပါတော့ဟောကိန်းကိုပဲပြောပြမယ်မခင်မူတို့လိုရေကျွတ်စိုးမိုးတဲ့နှစ်ပိုင်းမှာမွေးတဲ့လူတိုင်းဟာရုပ်ပိုင်းဆိုင်ရာထက်နာမ်ပိုင်းဆိုင်ရာကိုပိုပြီးဦးစားပေးမဲ့သဘောရှိတယ်ရုပ်ပိုင်းဆိုင်ရာထက်နာမ်ပိုင်းဆိုင်ရာကိုဦးစားပေးတဲ့သဘောရှိတယ်ဆိုတာဘာကိုပြောတာလဲဆရာကျမနားမလည်ဘူးရုပ်ပိုင်းဆိုင်ရာထက်နာမ်ပိုင်းဆိုင်ရာကိုပိုပြီးဦးစားပေးတဲ့သဘာဝရှိတယ်ဆိုတာကဒီလိုကွတစေတရေဥစ္စာဆောင်စတဲ့ဝိညာဉ်လောကအကြောင်းကိုပိုပြီးအနေပေးစဉ်းစားတတ်တယ်လို့ပြောတာပါရှင်းပြောရရင်မခင်မူဟာတစေတရေဥစ္စာဆောင်တွေပါတဲ့ဒဏ္ဍာရီပုံမြင်တွေကိုစိတ်ဝင်စားတဲ့သူအဲ့ဒီအကြောင်းတွေနဲ့ပတ်သက်လာရင်ယုံရသူဖြစ်လိမ့်မယ်အထူးသဖြင့်အဲ့ဒီလိုလူမျိုးတွေဟာကိုပဲတိုက်ထဲကလာသလိုလိုဥစ္စာဆောင်ပွားကလာသလိုလိုနဲ့စိတ်ထဲမှာဆွဲလန်းနေတတ်ကြတယ်အဲ့ဒါကတော့မကောင်းတဲ့စိတ်ပိုင်းဆိုင်ရာရှူရင်းမှုတစ်ခုလို့ပြောနိုင်တယ်
နောက်ပြီးမွေးချင်းအမွှာညီအမတယောက်ရှိလိမ့်မယ်။ဟိုအခါမခင်မှုသည်လွန်စွာအံ့ဩသွားလေသည်။ဟုတ်ပါတယ်ရှင်ကျမရဲ့အမွှာညီအမလေးနာမည်ကမခင်သူတဲ့။ကျမတို့အမွှာညီအမနှစ်ယောက်ရုပ်ရှင်တူပုံမျိုးကတော့တခြားအမွှာတွေထပ်ပိုပါတယ်။ပဝင်းချင်းကလူတွေကိုမပြောနဲ့ဖေဖေနဲ့မမေတို့ရှိတော့ကတော့ကျမတို့နှစ်ယောက်ကိုခဏခဏလူချင်းမှားတယ်မခင်မူတို့လိုရေကျွတ်ဆုံးမတဲ့နှစ်မှာမွေးဖွားတဲ့လူမျိုးတွေဟာအိမ်ကြီးအိမ်ကောင်းတွေနဲ့နေရတတ်တယ်ဒီလိုလူမျိုးတွေဟာဘယ်တော့မှအိမ်တိတိအိမ်ခန်းချင်းချင်းလေးတွေမှာမနေရဘူးနေလေအခိုက်အတန့်ပဲနောက်ဆုံးမှာတော့အိမ်ကြီးအိမ်ကောင်းကိုပိုင်ဆိုင်တာပဲအထူးသဖြင့်ရေကန်ကြီးကြီးဘက်ကိုမျက်နှာပြုထားတဲ့အိမ်မျိုးတွေမှာရောက်နေတတ်တယ်ဒါကတော့ကျုပ်အလိုအရဟောတာပါမှန်ကတော့မခင်မူကိုသိမှာပေါ့မှန်ပါတယ်ဆရာအံ့ဩလောက်အောင်မှန်ပါတယ်ဒီပြမနာမျိုးမှာတော့ကျမတို့အိမ်တော့ကောင်းတဲ့အိမ်မျိုးမရှိသေးဘူးဆိုရင်ကြွားတဲ့လူများဆရာထင်မလားမသိဘူးမျက်နှာဖြူအရေးပိုင်မဲ့စတီမင်းကိုယ်တိုင်အရှိတကျနေတော့မယ်လို့စိတ်ကူးပြီးအင်္ဂလန်ကအင်ဂျင်နီယာတွေခေါ်ပြီးစောက်ခဲ့တဲ့အိမ်ပေါ့ဒါပေမဲ့နောက်ပိုင်းမှာစီရေးတွေပူလာတော့အဲ့ဒီအရေးပိုင်ကြီးကဈေးကောင်းနဲ့လေးလံပြည့်အောင်ပြီးအင်္ဂလန်ကိုပြန်သွားတယ်အဲ့ဒီတော့ကကျမတို့အဖိုးကလည်းတစ်ကွက်တွေကိုကန်ထရိုက်စနစ်နဲ့လုပ်နေတဲ့တစ်ကန်ထရိုက်ကြီးဆိုတော့တခြားသူတွေထက်ဈေးပိုပေးနိုင်ပြီးအင်ကြီးကိုဝင်လိုက်တယ်ဒါကတော့ဖေဖေပြောလို့သိရတာအဲ့ဒီတော့ကကျမတို့ဘယ်ရှိအောင်မလဲဖေဖေတော်မေမေနဲ့အိမ်တော်မကြသေးဘူးတဲ့နောက်ပြီးဆရာပြောလို့ရေကန်ဘက်ကိုမျက်နှာပြုပြီးစောက်ထားတဲ့အိမ်မျိုးဖြစ်ရမယ်ဆိုတာမှန်ပါတယ်ကျမတို့ရဲ့အိမ်ရှိမှာရှမ်းကန်ရှိပါတယ်မခင်မူရဲ့ဘဝတစ်လျှောက်လုံးမှာငွေကြီးကိစ္စနဲ့ပတ်သက်လို့ဘယ်တော့မှစိတ်တော့ကရောက်မှာမဟုတ်ဘူးချမ်းချမ်းသာသာနဲ့နေသွားရမှာပဲတခုတော့ရှိရမခင်မူလူဘဝဆိုတာဘယ်တော့မှပြည့်စုံနေမရှိဘူးတခုအတွက်စိတ်တော့ကရောက်เสียပူဆွေးเสียဖြစ်တတ်တယ်ကျုပ်ပြောချင်တာကတော့မခင်မူဟာဥစ္စာဒနာကျွဲဝပြီးချမ်းသာစွာနေရပြီမယ်ဒီချိန်တော့ပူဆွေးတော့ကရောက်เสียအဖြစ်မျိုးနဲ့ကြုံရတတ်တယ်ဒါဟာအရှိရေးနဲ့ပတ်သက်နေတယ်အဲ့ဒါကိုသတိထားပြီးကြည့်ဆိုင်ပါအထူးသဖြင့်ဒီလိုနှစ်မျိုးတွေမှာမခင်မူတို့လိုရေကျွတ်ဆွမိုးတဲ့နှစ်မှာမွေးဖွားတဲ့သူတွေအတွက်အရှိရေးကန်ခေးတဲ့နှစ်ပဲဆရာရဲ့ကျမတော့သိအံ့ဩသွားပြီကျမရဲ့အဖြစ်အပျက်တွေကိုလိုက်ကြည့်နေသလိုပါပဲဆရာရဲ့ဆရာပြောသလိုဒီနှစ်မှာအရှိရေးကိစ္စနဲ့ပတ်သက်ပြီးစိတ်တော့ကရောက်ရတယ်ဆိုတာတကယ်ပါပဲအဲ့ဒါကိုဆရာဗီရင်ပညာနဲ့ကျမကိုစားဆုံးဖြတ်ပြီးအကြံပေးပါဆရာရဲ့ဆရာကကျမအားကိုးပါတယ်အားမကိုးနဲ့မခင်ဘူးကိုကိစ္စကိုကိုဘာသာဆုံးဖြတ်ချက်ချတာအကောင်းဆုံးပဲကျုပ်ကဗီရင်ဟောရုံပဲဖောက်တတ်တာကြုံတွေ့နေရတဲ့ပြဿနာကိုဘယ်လိုရင်ဆိုင်ပြီးဖြေရှင်းရမယ်ဆိုတာကမခင်မူရဲ့ကိစ္စပဲဒီလိုရှိပါတယ်ဆရာရဲ့ကျမကြုံတွေ့နေရတဲ့အရှိရေးပြဿနာကတစ်မျိုးဖြစ်နေတယ်ကျမကိုယ်တိုင်ဘလို့ဆုံးဖြတ်ရမယ်ဆိုတာဝေခွဲမရဖြစ်နေတယ်။ဒါကြောင့်ဆရာရဲ့အကြံဉာဏ်ကိုလိုချင်ပါတယ်။ပြီးတော့ကျမကြုံတွေ့နေရတဲ့အရှိရေးပြဿနာကိုပြောလိုက်ရင်ဆရာသိအံ့ဩသွားမယ်။ကျုပ်ဘဝတစ်လျှောက်လုံးမှာထူးခြားစမ်းကြဲတဲ့အဖြစ်အပျက်တွေကိုမကြီးမတွက်နိုင်အောင်ကြုံတွေ့ခဲ့ပြီးပါပြီ။အားလုံးဟာပြီးတော့လည်းပြီးသွားတာပါပဲ။ဒီလောကကြီးမှာမဖြစ်နိုင်တာတွေဖြစ်နေတာမဟုတ်ပါဘူးကွယ်။ဖြစ်နိုင်တာတွေပဲဖြစ်နေတာပါ။ဖြစ်နိုင်တာတွေဖြစ်ခဲ့ပြီးပြီ။ဖြစ်နိုင်တာတွေဖြစ်နေပြီ။မဖြစ်နိုင်တာတွေဖြစ်ခဲ့တာမဖြစ်နိုင်တာတွေဖြစ်တာဟာအစမ်းတည်းကိစ္စမဟုတ်ပါဘူးတဘာဝကိစ္စပဲတဘာဝဆိုတာကဖြစ်ပျက်ဆိုတဲ့လှုပ်ရှားမှုဖြစ်စဉ်ကြီးရဲ့ရောင်ပြန်ဖတ်မှုကိုမျိုးလုံးဖော်ပေးတဲ့ဂျင်းမုံပြင်ပါကျမကဒါကြောင့်ဆရာကိုအားကိုးတာပါဆရာကအတွေ့အကြုံများတယ်ဒီတော့ဘလို့ပြဿနာကိုပဲဖြစ်ဖြစ်လေးလေးနက်နက်မစင်စားသလိုပေါ့တန်တန်မစင်စားဘူးလို့ကျမထင်ပါတယ်အဲ့ဒီပြဿနာတွေအခက်အခဲတွေကိုအဆုံးဖြတ်ပေးတဲ့အခါမှာဆရာအနေနဲ့ကျမတို့ထပ်ပို့ပြီးတပန်းတာပါတယ်ဒါကြောင့်ကျမရဲ့အကြောင်းကိုပုံပွင့်လင်းလင်းပြောပြပြီးဆရာစီကအကျဉ်းချင်းကိုလိုချင်ပါတယ်။အဲ့ဒီတော့ကျမအကြောင်းပြောရမှာတော့ခက်နေပါတယ်။ကျမအကြောင်းမပြောခင်ဆရာကိုအခုတော့မေးပြစီ။ဆရာကတစေတရဲ့ဥစ္စာဆောင်တွေရှိရဆိုတာကိုယုံပလား။ကျုပ်ကတော့ယုံရလို့မဖြေနိုင်သလိုမယုံဘူးလို့လည်းမပြောရဲဘူးကွ။စောစောကကျုပ်ပြောသလိုဖြစ်နိုင်တာတွေဖြစ်နေရှိတယ်။စကားထဲမှာအတိတ်ပဲခြာကြည့်ပေါ့ကွာ။တခုတော့ရှိတယ်။အဲ့ဒီဝိညာဉ်လောကကိုဆိုလို့တော့အကျိုးထူးရှိမှာမဟုတ်ဘူး။ဘောင်းထဲထည့်ပြီးစဉ်းစားစရာအကြောင်းလည်းမဟုတ်ဘူး။ကျုပ်ကတော့အတိတ်အနာဂတ်ပြစ္ဆုတ်ပံဆိုတဲ့အချိန်သုံးပါးမှာပြစ္ဆုတ်ပံကိုအကြိုက်ဆုံးပဲပြစ္ဆုတ်ပံမှာလည်းနေတတ်အောင်လေ့ကျင့်တယ်တစီတည်းရဲ့ဥစ္စာဆောင်အကြောင်းတွေကိုစိတ်ဝင်စားတဲ့လူတွေဟာအများအပြားပြစ္ဆုတ်ပံမှာမနေခြင်းပဲအတိတ်နဲ့အနာဂတ်ကိုကူးကြည့်တန်းကြည့်တွာလာနေကြတဲ့သူတွေပဲအမှန်တော့အတိတ်ဆိုတာမရှိသလိုအနာဂတ်ဆိုတာမရှိပါဘူးပြတ်သွားတဲ့ပြစ္ဆုတ်ပံကိုအတိတ်လို့ခေါ်ပြီးမဖြစ်သေးတဲ့ပြစ္ဆုတ်ပံကိုအနာဂတ်လို့ခေါ်တာပါပြတ်သွားတာရောမဖြစ်သေးတာရောဟာမရှိတာနဲ့အတူတူပဲပေါ့အရှိသဘောဆောင်ထားတဲ့မရှိတွေပဲကွဒါကြောင့်စိတ်ဓာတ်မခိုင်တဲ့သူတွေဟာပြတ်သွားလို့မရှိတဲ့အတိတ်နဲ့မဖြစ်သေးလို့မရှိတဲ့အနာဂတ်ကိုပိုပြီးသဘောကျတယ်အဲ့ဒီအခါမှာနာမ်လောကဝိညာဉ်လောကတွေကိုစိတ်ဝင်စားပြီးအဲ့ဒါတွေနဲ့လက်ပုံတတိဖြစ်လာတတ်ကြတယ်မှန်ပါတယ်ဆရာပြောခဲ့တဲ့စကားဟာသဘာဝကျပါတယ်
ကျမတို့လိုစိတ်နူးတဲ့လူတွေဟာဝိညာဉ်လောကကိုစိတ်ဝင်စားတယ်အဲ့ဒီအကြောင်းတွေကိုယုံလွယ်တယ်လို့ပြောတာကျမမငြင်းပါဘူးဒါပေမဲ့ကျမတွေးကြုံခဲ့ရတာတွေကတော့တကယ်အဖြစ်မှန်ပါဆရာပြောပြလို့ယုံနိုင်ကြရတော့မရှိပါဘူးကျမအနေနဲ့ဘယ်သူ့ကိုမှလည်းပြောပြလို့မဖြစ်ပါဘူးဒါပေမဲ့ဆရာကိုတော့ကျမပြောပြချင်ပါသေးတယ်ကျမနဲ့ကျမညီမလေးမခင်သူဟာအမွှာညီမလေးဖြစ်ပြန်အရှားမွေးချင်းမောင်နှမလည်းမရှိပြန်ဆိုတော့တရက်ကိုတယောက်ရှစ်ပြီးတင်ရုံးစင်ကြီးပုံကတော့တခြားညီမတွေထပ်ပိုးပါတယ်ပြီးတော့ဆရာဟောခဲ့သလိုပါပဲကျမတို့ညီမနှစ်ယောက်ဟာဥစ္စာပစ္စည်းပြည့်ပြည့်စုံစုံနဲ့မကြောက်မကြမတောင့်မတနေရပါတယ်မိဘတွေထားခဲ့ကြတဲ့အမွေပစ္စည်းတွေကျမတို့နှစ်ယောက်ဒီသက်စားလို့မကုန်ပါဘူးဖေဖေနဲ့မေမေကတော့ဆုံးသွားပါပြီလွန်ခဲ့တဲ့9နှစ်လောက်ကလေဝေးမှာကားမောက်ပြီးဆုံးသွားတာပါအဲ့ဒီကစပြီးအခုချိန်ထိအောင်မိမိရဲ့အမကြီးဖြစ်တဲ့အကြီးမေကပဲကျမတို့ညီမနှစ်ယောက်ကိုအုပ်ထိန်ဆောင်းချောက်ခဲ့ပါတယ်ဒီလိုနဲ့နေခဲ့ကြတာလွန်ခဲ့တဲ့2လလောက်ကညီမလေးဟာရုတ်တရက်အပြင်းပြပြီးအိယာပေါ်ဘုံဘုံလဲသွားပါတော့တယ်အဲ့ဒါနဲ့ကျမနဲ့ជីជីမေလည်းတိတ်ဆုံးရင်သွားတာပေါ့ဆရာဒါပေမဲ့ဆရာဝန်ကစိုးရင်စရာမရှိပါဘူးလို့ပြောထားပါတယ်အဲ့ဒီအချိန်မှာကျမနဲ့ជីជីမေဟာတယောက်တလဲစီနေပြီးညီမလေးကိုပြုစုရတာပေါ့အဲ့ဒါနဲ့တညတော့ညီမလေးကိုနှိုးပြီးဆရာဝန်မှာထားတဲ့အတိုင်းစီးတိုက်ပါတယ်စီးတိုက်အပြီးမှာတော့ညီမလေးကမမရဲ့မမကိုညီမလေးတိတ်အရေးကြီးတဲ့စကားပြောစရာရှိရဲ့ဒါပေမဲ့ညီမလေးပြောတဲ့အကြောင်းတွေကိုဘယ်သူမှပြန်မပြောပါဘူးဆိုတဲ့ဂရိကိုပေးပါမမရဲ့ပြောပါတော့ပြောပါညီမလေးရဲ့မမကိုယုံပါမမဘယ်သူမှပြန်မပြောပါဘူးဆိုတဲ့ဂရိပေးပါတယ်ပြီးတော့မမစီကနေအကူအညီတစ်ခုတောင်းချင်ပါတယ်ညီမလေးကိုရှိရင်အဲ့ဒီအကူအညီကိုပေးပါမယ်လို့ထပ်ပြီးဂရိပေးပါအောင်ဆိုလို့ကျမကလည်းအကူအညီပေးပါမယ်လို့ဂရိပေးလိုက်တယ်ကျမစီကစကားကိုလည်းကြားရောညီမလေးရဲ့နွမ်းလျက်နေတဲ့မျက်နှာလေးဟာကြည်လင်လန်းဆန်းသွားတယ်ဝမ်းသာလိုက်တာမမကြီးညီမလေးရဲ့စိတ်ထဲမှာတထင်းထင်းဖြစ်နေတာအခုမှပဲစိတ်အေးရတော့တယ်ညီမလေးရဲ့ကိစ္စကိုမကူညီရင်ဘယ်သူမှကူညီနိုင်မှာမဟုတ်ဘူးဒါကြောင့်မမစီကအကူအညီကိုမရမကတောင်းနေတာပါပြီးတော့အဲ့ဒီအကူအညီမျိုးမှတောင်းရက်ပလိဆိုပြီးညီမလေးကိုတော့စိတ်မဆိုးပါနဲ့နော်ဒီလိုပါမမကြီးညီမလေးမှရှစ်သူရှိနေပြီသူ့နာမည်ကကိုတူပါတဲ့ညီမလေးကိုသူသိရှစ်တယ်ညီမလေးကလည်းသူ့ကိုရှစ်တယ်တယောက်နဲ့တယောက်သစ္စာမပြတ်ဂရိမပြတ်ကြကြမ်းဆိုပြီးလောကရန်နေမာရစိန်ဖျားမှာသစ္စာဆိုခဲ့ကြတယ်မနစ်ကဖျားပွဲမှာတော့ညီမလေးနဲ့ကိုတူရစပြီးတွေ့ခဲ့ကြတာပါအဲ့ဒီနောက်ပိုင်းမှာညီမလေးတို့နှစ်ယောက်လာပြေလာွယ်ညတိုင်းရှမ်းကန်တရားပေါ်မှာရှင်းပြီးတွေ့ခဲ့ကြပါတယ်အဲ့ဒီအကြောင်းတွေကိုမမကိုဖွင့်ပြောမလို့ပါပဲဒါပေမဲ့ညီမလေးကမမကိုမပြောတတ်တာနဲ့မပြောဖြစ်ခဲ့ရတာပါအဲ့ဒီအတွက်ညီမလေးကိုခွင့်လို့ပါနော်မမအဲ့ဒီလိုညီမလေးရဲ့စကားကိုကြားလိုက်ရတော့ကျမလေးတော်တော်စိတ်မကောင်းဖြစ်သွားတယ်ရှင်ထဲမှာလည်းတမျိုးကြီးခံစားလိုက်ရတယ်ကြီးမှဒီညီမနှစ်ယောက်ပဲရှိတယ်မဟုတ်လားပြီးတော့အမွှာညီအမလည်းဖြစ်ပြန်ဆိုတော့နှစ်ကိုယ်တစ်စိတ်လိုဖြစ်နေတယ်ဒါကြောင့်ညီမလေးမှရှစ်သူရှိနေပြီဆိုတာကိုသိရတော့ကျမအဖို့ရင်ထဲမှာဟာသွားတာပေါ့ဆရာဘလို့ပြောရမှန်းတော့မသိပါဘူးညီမလေးစိတ်မကောင်းဖြစ်သွားမှကိုစိုးရိမ်နေတယ်စိတ်မကောင်းဖြစ်မနေပါနဲ့ကွယ်ညီမလေးကိုမမခွင့်လို့ပြီးသားပါညီမလေးတို့နှစ်ယောက်အတွက်မမဘာလုပ်ပေးရမလဲကြီးမေကိုအကျိုးအကြောင်းပြောပြပြီးမိငွာဆောင်မှုအစီအစဉ်လုပ်ပေးရမှာအေးမမစီကိုအဲ့ဒီအကူအညီတောင်းလို့မဟုတ်ပါဘူးစောပါသေးတယ်မမရဲ့ညီမလေးကတော့မမနဲ့အတူတူနေချင်သေးတယ်မမစီကညီမလေးတောင်းမဲ့အကူအညီကဒီလိုပါဒီနေ့လာပြည့်နေမဟုတ်လားအဲ့ဒီတော့ကိုသူကညီမလေးစီကိုလာလိုက်တယ်ညီမလေးနေမကောင်းလို့အေးရတယ်လဲနေတာသူသိမှာမဟုတ်ဘူးတမျောနဲ့ရှမ်းကန်တရားပေါ်မှာစောင့်နေလိမ့်မယ်ပြီးတော့ညီမလေးရဲ့ပေါ်စိတ်ခုသွားလိမ့်မယ်ကိုသူကစိတ်ခုသွားမှကိုညီမလေးဘယ်နည်းနဲ့မှအဖြစ်မခံနိုင်ဘူးမမကြီးဒါကြောင့်ကိုသူရစီကိုမမသွားပေးပါနော်မမကိုအားကိုးပါလေ။ဟုတ်ကွယ်ညီမလေးရဲ့မမကူညီမှာပေါ့ကွယ်စိတ်အေးတာနေပါဒီအတွက်မပူပါနဲ့ညီမလေးရဲ့ရှစ်သူကိုမမသွားတွေ့ပြီးညီမလေးနေမကောင်းဖြစ်နေလို့မလာနိုင်တဲ့အကြောင်းကိုပြောပေးမယ်လေမဟုတ်သေးဘူးမမအဲ့လိုမဟုတ်ဘူးညီမလေးပြောတာကညီမလေးကိုစားမမကိုကိုသူရစီသွားတွေ့ဖို့ပြောတာပါဟုတ်ကွယ်မဖြစ်နိုင်တာတော့မခိုင်းပါနဲ့ညီမလေးရဲ့မမကညီမလေးဟန်ဆောင်ပြီးညီမလေးကိုစားညီမလေးရဲ့ချစ်သူစီကိုတော့တွေ့ရမယ်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးတတိချာစဉ်းစားကြည့်ပါဦးပြီးတော့ညီမလေးရဲ့ချစ်သူကအဲ့ဒီအကြောင်းကိုသိသွားရင်ညီမလေးကိုစိတ်ခုသွားမှာပေါ့ကွယ်သူဘယ်နည်းနဲ့မှမသိနိုင်ပါဘူးမမသူ့ကိုလည်းညီမမှာအမရှိတယ်ဆိုတာပဲပြောခုတာပါမမနဲ့ညီမလေးအမွှာညီမဖြစ်တယ်ဆိုတာရဲ့ရွှေရှင်ခွဲမရအောင်တူတယ်ဆိုတာရဲ့တခါမှညီမလေးသူ့ကိုမပြောဖြစ်သေးပါဘူးမမကိုတွေ့ရင်ညီမလေးလိုပဲသူထင်ပါအားကြောင့်ဒီလိုလုပ်ရတယ်ဆိုတာမမကိုညီမလေးပြောပြညီမလေးရဲ့ရှစ်သူကိုသူရဟာရုပ်ရည်ယူပကရှောမောတလောက်စိတ်ထားလဲမြင့်မြတ်တယ်ညီမလေးအပေါ်မှာဘယ်တော့မှသစ္စာမဲ့မယ်လူစားမျိုးမဟုတ်ပါဘူး
ဒါပေမဲ့တခုတော့ရှိတယ်သူဘယ်မှာနေတယ်ဆိုတာကိုအတိမပေးဘူးညီမလေးဘလို့မေးမိသူကတော့မဖြေဘူးညီမလေးကလည်းတိတ်တိကျင်တယ်အဲ့ဒီအတွက်စိတ်ထဲမှာတအုပ်ငွေ့ငွေ့ဖြစ်ခဲ့ရတယ်ပြီးခဲ့တဲ့လကွယ်နေ့ညကတော့သူဘယ်မှာနေတယ်ဆိုတာကိုပြောပါလို့ညီမလေးကအတင်းမဲ့ပူဇာရတယ်အဲ့ဒီတော့သူလည်းမနေနိုင်တော့ပဲလာပြီးနေကြရင်သူနေတဲ့နေရာကိုခေါ်သွားမယ်လို့ညီမလေးကိုဂရုပေးလိုက်တယ်ခုတော့ညီမလေးအိယာထဲလဲနေပြီသူရှိန်တဲ့နေရာကိုမသွားနိုင်တော့ဘူးဘလို့ပဲဖြစ်ဖြစ်ညီမလေးဘက်ကဂရုပြတ်တယ်လို့ဖြစ်နေတော့နောက်တစ်ခါထပ်တွေ့ကြရင်ဘယ်မှာနေတယ်ဆိုတာမင်းတို့ရကြမှာရတော့မှာဒါကြောင့်ညီမလေးကိုစားမမသူနဲ့တွားတွေ့ပြီးသူနေတဲ့နေရာကိုလိုက်သွားလိုက်ပါအဲ့ဒါမှညီမလေးအနေနဲ့သူအကြောင်းကိုပိုပြီးပြည့်စုံစုံသိရတော့မှာပေါ့အဲ့ဒီလိုနဲ့ညီမလေးကအကြောင်းအစုံရှင်းပြပြီးတော့ကျမစီကအတင်းအကျပ်တောင်းတော့တာပါပဲနောက်ဆုံးတော့ကျမလည်းညီမလေးကိုတနာတာနဲ့တွားတွေ့ပေးမယ်လို့ဂရုပေးလိုက်တယ်အဲ့ဒီလိုနဲ့ညတကောင်ရံလဲရောက်ရောကျမတယောက်တည်းရှမ်းကန်ဘက်ကိုတက်လာခဲ့တယ်လာပြီးနေညမို့လာရောင်ကြောင့်မှောင်မဲမနေပဲလူကြီးတိတ်ပြီးတိတ်ဆိတ်နေတော့ကျမလေးကြောက်လိုက်တာမပြောပါနဲ့ရာနာလေးရောက်ရောပြဆောင်းတန်တက်တဲ့ကိုကြားရတယ်ညီမလေးရဲ့ရှိသူကိုသူရဟာတရားလက်ရန်ပေါ်မှာထိုင်ပြီးစောင်းတီးနေတာကိုပုံမြင်တွေကမင်းသားလေးလက်ရောင်အောက်မှာစောင်းတီးနေသလိုပါပဲကျမလည်းညွန့်တွန်းနဲ့ဓားလေးအတိုင်းသူ့စီကိုလျှောက်သွားတယ်ကျမအနားရောက်တော့ကိုသူရကျမကိုမြင်သွားတယ်သူကတော့ညီမလေးလိုပဲထင်တာပေါ့လုံးဝမကိန်းမိဘူးကျမကတော့လက်ပြမလုံးဖြစ်ပြီးဒီထဲမှာကလုံးကရင်ဖြစ်နေတာပေါ့ဆရာရဲ့ကိုသူရကလည်းရှော့လိုက်တာမပြောပါနဲ့တော့ဆရာကျမလေးညီမလေးကိုမနာလို့ဖြစ်မိသေးတယ်ရုပ်ချောတဲ့လောက်စကားပြောကလည်းတိမ်မွေ့တယ်ဘလို့မိမမဆိုသူ့ကိုတွေ့ရင်ကြသွားမှာပဲသူကတော့ကျမကိုညီမလေးပဲမှတ်ပြီးရှစ်သူတို့တဘာဝအတိုင်းတီတီတတာပြောနေတော့တာပေါ့ကျမကတော့သူ့စကားကိုလိုက်ပြီးအမားမပါသွားအောင်ပြပြကြီးလိမ်ပြီးပြောနေရတယ်ဒါပေမဲ့ရင်ထဲမှာတမျိုးကြီးဖြစ်ပြီးမနေတတ်မထိုင်တတ်နဲ့အဲ့ဒါကိုသူရိမ့်မိသွားသလားမသိဘူးသူရဲ့တပြောနေစမ်းမှကွယ်သူ့ကိုကြည့်ရတာဒီနေ့ညတမျိုးကြီးပဲနေမကောင်းလို့လားနေမကောင်းဖြစ်နေရင်မောက်မှာဆေးပါတယ်အဲ့ဒီဆေးကိုတောက်လိုက်ပါကွယ်ပြီးတော့မှမောင်နေတဲ့နေရာကိုခေါ်သွားပါမယ်သူကလေဘေးမှာဆွဲထားတဲ့ရွှေကြုတ်ကလေးကိုဖွင့်ပြီးအထက်ကအဖြူမုံကြီးတွေကိုကျမလက်ဝါးပေါ်မှာတင်ပေးလိုက်တယ်ဆေးကဆိုပေမဲ့ပြားတွေလိုပဲကျမလည်းဘာမှစဉ်းစားမနေတော့ပဲအဲ့ဒီပြားတွေကိုရက်လိုက်တယ်ဆိုရင်ပဲရုတ်တရက်ခေါင်းထဲမှာမိုက်ကနေဖြစ်သွားပြီးပတိလွတ်သွားတယ်သတိပြင်ရလို့မျက်လုံးနဲ့ဖွင့်လိုက်ရောကျမမျက်နှာကိုမိုးပြီးကြည့်နေတဲ့ကိုသူကမျက်နှာကိုတွေးလိုက်ရတယ်အဝတ်အစားတွေကတမျိုးကြီးဖြစ်နေတယ်။ပြောင်ပြောင်လက်လက်ပြ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 နဲ့စက်သေးကမင်းသားတွေဝတ်ထားတဲ့အတိုင်းပဲ။သူဝတ်ထားတဲ့အဝတ်တွေကပိုပြီးလှတယ်။သူနဲ့တိတ်လိုက်တယ်ဒီကိတ်ကိုရွှေမင်းသားလေးကြာနေတာပဲ။လှလိုက်တာမပြောပါနဲ့တော့ကျမလေးသူ့ကိုအဲ့ဒီလိုမြင်လိုက်ရတော့တိတ်အံ့ဩသွားတာပေါ့။ဒါရီပဲဟုတ်သေးမဲ့ဆရာရဲ့ကျမရောက်နေတဲ့နေရာကလည်းမှန်အောင်ဖန်အောင်လေးတဖိတ်ဖိတ်တောက်နေတဲ့ခမ်းမဆောင်ကြီးထဲမှာဖြစ်နေတာကိုဆရာရဲ့နားမဆောင်ထဲကိုရောက်နေသလိုပါပဲ။ယူရီးယားကနုတ်ပန်းတွေထွင်းထုထားတဲ့ရွှေတိုင်းလုံးကြီးတွေကလည်းနေရအနှံ့ပဲအဲ့ဒီရွှေတိုင်းလုံးကြီးတွေရဲ့ဘေးမှာလည်းရာဇဝင်ရိုးအရွယ်လောက်ရှိတဲ့ငွေအိုးကြီးတွေရှိတယ်အထဲမှာထည့်ထားတဲ့ကြောက်တံပရံများတွေကလည်းမိုးမောက်ပြီးအပြင်ကိုရှန်ကျနေတယ်ကျမလည်းအန်အောလုံးကိုကြောက်စိတ်လမ်းစိတ်တွေအောင်ဘယ်ရောက်နေတယ်လဲမသိပါဘူးဆရာကြီးဘလို့နေရာမျိုးရောက်နေပြီးသူ့ကိုဘသူလို့မေးကြည့်မလို့ပဲဒါပေမဲ့ကျမမမေးရတာနဲ့ပဲမမေးတော့ပဲနေလိုက်တယ်သူကလည်းအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးကျမကိုဘာတစ်ခုမှမပြောဘူးကျမကိုဘလောက်ရှစ်ချောင်းဆွဲလန်းချောင်းတွေကိုကြားရေလွတ်တရုတ်နဲ့စီကာပတ်ကုန်းပြောနေတာပဲသူကတော့ကျမကိုညီမလေးလိုပဲချင်နေတာပေါ့ဆရာကြီးအမှန်အတိုင်းပြောရရင်ကျမဟာယောက်ျားလေးတစ်ယောက်နဲ့အဲ့ဒီလိုကူကူကက်ကက်မနေဘူးခဲ့တဲ့အပြင်ကိုသူကထိုလူကျော်လူလားတစ်ယောက်နဲ့တွေ့ထိကြည်နူးနေရတော့ညီမလေးရဲ့ကိုစားအယောင်ဆောင်နေရတယ်ဆိုတဲ့အသိစိတ်တော့မရှိတော့ပါဘူးကျမလေးသူ့ကိုတကယ်ရှစ်တကယ်ဆွဲလန်းသွားတယ်နားနဲ့မနာဖွားနဲ့နားပါဆရာကြီးနောက်ဆုံးကျမဟာကိုထိမ့်သိမ့်နိုင်စွမ်းမရှိတော့ပဲသူ့အလိုကိုလိုက်ပြီးအရှစ်နဲ့ကြုံသွားမိတယ်အဲ့ဒါနဲ့မိုးလင်းခါနေကြတော့တရားပေါ်မှာတုန်းကလို့သူကကျမကိုပြာမုံတွေကျွေးပြန်တယ်ကျမလည်းအဲ့ဒီပြာမုံတွေကိုရှာပေါ်တင်လိုက်တာနဲ့ဒီပြိုင်နဲ့ထဲမှာသတိလစ်သွားပြန်တယ်တတိယလို့မျိုးလုံးဖွင့်လိုက်တော့ကျမတို့အိမ်ရဲ့ရှန်တကားပေါက်မှာရောက်နေတာကိုဆရာရဲ့အဲ့ဒီတော့ကျမလည်းကြီးမေးမသိအောင်အိမ်ပေါ်ထက်ကိုတိတ်တိတ်လေးတက်ပြီးဂရင်မောင်မှာအသားလေးအိတ်နေလိုက်တယ်မနဲ့မိုးလင်းတော့မှညီမလေးကိုနှိုးပြီးညကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပြောပြလိုက်ရတာပေါ့ဒါပေမဲ့ကျမနဲ့ကိုတူရတို့အရှိန်ကြုံမိတဲ့အကြောင်းကိုတော့ထင်ချန်ထားလိုက်ရတာပေါ့ဆရာရဲ့ညီမလေးလည်းကျမစကားကိုမျိုးလုံးကလေးဝိုင်းပြီးတအံ့တော်နားထောင်နေရှာတယ်နောက်တော့ကျမစကားလဲဆုံးရောညီမလေးနဲ့ဝမ်းနဲ့ပက်လက်ဖြစ်ပြီးရှုံးခွေးချငိုပါလေရော
နောက်ရက်တွေမှာတော့ညီမလေးပြန်ပြီးနေကောင်းလာပါတယ်ဒါပေမဲ့မစားနိုင်မအိတ်နိုင်တဲ့တမိုင်းမိုင်းတတွေနဲ့ပေါ့အဲ့ဒီနောက်ပိုင်းကျမနဲ့ညီမလေးဟာကိုသူရအကြောင်းနဲ့ပတ်သက်ပြီးဘာတစ်ခေါမှမပြောမိကြတော့ဘူးနောက်ရက်တွေမှာတော့ညီမလေးပြန်ပြီးနေကောင်းလာပါတယ်ဒါပေမဲ့မစားနိုင်မအိတ်နိုင်တဲ့တမိုင်းမိုင်းတတွေနဲ့ပေါ့အဲ့ဒီနောက်ပိုင်းကျမနဲ့ညီမလေးဟာကိုသူရအကြောင်းဘာတစ်ခေါမှမပြောမိကြဘူးဒီလိုနဲ့နောက်ွယ်နေကြတော့ညတခေါင်လောက်မှာညီမလေးအခန်းထဲကိုကျမဝင်ကြည့်တော့အိယာပေါ်မှာညီမလေးမရှိတော့ဘူးမနက်မိုးလင်းခါနီးလောက်မှာပြန်လာတယ်ကျမလေးညီမလေးကိုဘာမှမမေးပဲမသိဟန်ဆောင်နေလိုက်တယ်ညီမလေးဟာကိုတူရာကိုဥစ္စာဆောင်မှန်းသိနေပေမဲ့မဖြစ်နိုင်ဘူးလို့ကျမထင်တယ်ကျမလေးညီမလေးကိုမတားရက်ဘူးတနာလေးတနာတယ်ကိုချင်းလဲစားတယ်ညီမလေးနေရာမှာကျမဆိုရင်လေဒီအတိုင်းပဲနေမှာပေါ့ဆရာရဲ့အမှန်တိုင်းပြောရရင်အဲ့ဒီညကစပြီးကျမကိုတူရာကိုဆွဆွဲလန်းလန်းရှိမိပါတယ်ဒါပေမဲ့ကျမရဲ့အရှိတွေကိုယင်းထဲမှာပဲမျိုးသိပ်ပြီးတော့ကြိတ်ဆွေးနေရတယ်အထက်ပါအတိုင်းမခင်မူဒီကျွန်ုပ်အားရုတ်တိရုတ်တာကင်းမဲလာတော့အဖြစ်အပျက်အောင်ခီးစီတွင်းကြပြော၍ပြနေတော့၏ကျွန်ုပ်လည်းရိုင်းရာကြမိဆိုသောကြောင့်အရှိအတင်းပြန်၍မေးမနေတော့ပဲမြင်၍သာနားထောင်လိုက်ရ၏မခင်မူဒီစကားဆုံးသောအခါ၌ငိုပြန်သည်ကျွန်ုပ်လည်းအငိုရက်သွားသည့်အထိစိတ်ရှည်ရှည်ဆောင်ပြီးလင်မခင်မူပြောပြတဲ့အဖြစ်အပျက်အကြောင်းစုံကိုသိရပါသည်ဒါပေမဲ့ကျုပ်ကဘလို့အကြံမျိုးပေးရမှာလဲမိခင်မူရဲ့ညီမလေးကိုဥစ္စာဆောင်နဲ့အဆက်အသွယ်ပြတ်သွားအောင်ပြောဆိုလောက်ကင်ကြည့်ကိုအကြံဉာဏ်ပေးရမှာလားဒီလိုလည်းမဟုတ်ပါဘူးဆရာရဲ့ညီမလေးကတော့ဥစ္စာဆောင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကိုသူရကိုပြတ်မှာမဟုတ်ပါဘူးညီမလေးကိုတိတ်တနာတယ်နောက်ပြီးကျမကိုယ်တိုင်ကလည်းကိုသူရကိုရှိနေပါတယ်ရှိမိနေပါတယ်ဒီနေ့ထိတနေ့မှမေးမရပါဘူးဆရာရဲ့ညီမလေးမသိအောင်အိမ်တော်မပြတ်နေရပေမဲ့ဒီထဲမှာမရှိတော့ပါဘူးနောက်ပြီးကျမမောင်ကိုသူရနဲ့ရှင်းမိခဲ့တဲ့အတွက်ကိုလေးလုံးကိုရှိနေပါပြီဆရာအဲ့ဒီတော့ညီမလေးကိုပဲဖွင့်ပြောရမလားဒါမှမဟုတ်အဲ့ဒီအကြောင်းကိုညီမလေးမသိရလေအောင်တခြားဝေးရာကိုပဲကျမထွက်သွားရမလားဆိုတာကိုမစင်စားတတ်အောင်ဖြစ်နေပါတယ်မက်ခေမူရဲ့ပြဿနာကခက်လဲခက်ဆန်းလဲဆန်းနေကျုပ်တော့ဆက်ရှင်းအကြံမပေးနိုင်ဘူးအချိန်ယူပြီးစဉ်းစားပြစီအောင်မက်ခေမူတို့ညီမနှစ်ယောက်ရဲ့အရှိဇလန်းကတိတ်ရှုပ်နေပြီဖြည့်ရှင်းဖို့တော့တော်တော်ခက်တယ်ဒီကြားရဲ့ကိုသူရဆိုတဲ့သူကဘဝရှားနေတဲ့ဥစ္စာဆောင်ဆိုတော့ပိုဆိုးတာပေါ့ဒါပေမဲ့မက်ခင်မူတို့အမွာညီမရဲ့လက္ခဏာတွေကိုမှင်နှိပ်ယူထားခြင်းနဲ့နည်းနည်းပါးပါးလေ့လာရတာပေါ့ကွာညနေကျရင်မက်ခင်မူတို့အိမ်ကိုကျုပ်လာခဲ့မယ်အဲ့ဒီကြောင့်မှမက်ခင်မူရဲ့ညီမလေးကိုလည်းတစ်စီတစ်စောင်းအကဲခက်ရတာပေါ့ဖြစ်နိုင်ပါ့မလားဒါလည်းပါဆရာကျမစောင့်နေပါမယ်ဒါပေမဲ့ဆရာလာလဲမဲ့အကြောင်းကိုတော့ညီမလေးကိုပြောမထားဘူးတော့ကြာကျမကိုတမျိုးထင်သွားမယ်ဆရာစီကိုကျမလာတဲ့အကြောင်းမပြောပါနဲ့ကျမရဲ့တီဟောင်းကျွမ်းဟောင်းတယောက်အနေနဲ့လမ်းကြုံလို့ဝင်လာတဲ့ပုံမျိုးနဲ့မှဖြစ်မယ်တော့ကြာသူအကြောင်းကိုကျမကဆရာစီကိုတွားပြီးဖွင့်ပြောထားတယ်လို့တန်တရားဝင်သွားအောင်မယ်စိတ်ချပါမခင်ဘူးပြောတဲ့အတိုင်းဖြစ်ရပါစေမယ်ဘို့နောက်မခင်ဘူးဒီနှုတ်ဆက်၍အိမ်ပေါ်မှဆင်းသွားလေတော့သည်ညနေဆောင်တို့ရောက်တော့အခါကျွန်ုပ်ဒီရှမ်းကန်ဘက်သို့တယောက်တည်းလမ်းလျှောက်ထွက်သွားခဲ့လေတော့၏ရှန်ကန်ဘတ်တို့မျက်နှာမူ၍ဆောက်ထားသောအိမ်များအနက်မခင်မူ၏အိမ်မှာပိုး၍ခန်းသားထဲဝါလှပြီရောဘာဆန်ဆန်ဆောက်လုပ်ထားသည့်စင်ဝင်နှစ်ထပ်အိမ်ကြီးဖြစ်လေရာခြံဝင်းမှာလည်းအတန်းငယ်ကျယ်ဝင်းပြီးလင်ရင်းအိမ်ကြီးနှင့်လုံဆောင်မှလိုက်ဖက်လာလေစေယုံမြသာစေထားသောခြံတကားကြီးအားကျွန်ုပ်ဒီတိုး၍ဖွင့်လိုက်ပြီးလင်ခြံအတွင်းသို့ဝင်လိုက်ရာအခန့်တင်နှင့်နှင်းစီပန်းခူးနေသောမခင်မူကိုတွေ့ရလေနှင်းစီပန်းခူးနေရာမှာခြံတွင်သို့ကျွန်ုပ်ဝင်လာသည်ကိုမြင်သောအခါ၌မခင်မူသည်နှင်းစီပန်းမြောက်ကိုပွေးပိုက်ရကျွန်ုပ်ထံလျှောက်လာလေကျွန်ုပ်၏အနီးသို့ရောက်သောအခါ၌ဘာကိစ္စများရှိလို့ပါလဲရှင်ကိုအခါမှာပင်ကျွန်ုပ်လည်းမိန်းကလေးအားမခင်သူဖြစ်ကြောင်းသတိပြုမိလိုက်လေတော့သည်မိန်းကလေးကမခင်သူရဲ့ညီမမခင်သူမဟုတ်လားဟုတ်ပါရဲ့ရှင်ကျမကမခင်သူပါကျုပ်ကမခင်မူရဲ့တီဟောင်းကျွမ်းဟောင်းတယောက်ပါပြမနာရောက်တော့မခင်မူတွေ့ရအောင်ဝင်လာခဲ့တာကျမအမမခင်မူဆုံးသွားတာ2နှစ်ရှိသွားပါပြီရှင်မခင်သူသည်ထို့သို့ပြောပြီးကျွန်ုပ်အားမယုံသင်္ကာသောမျက်လုံးဖြင့်ကြည့်၍နေလေ၏မခင်သူချမ်းမကြားလိုက်ရသောစကားကြောင့်လုံးစွာအံ့အားသင့်သွား၏အော်မခင်မူဆုံးသွားတာ2နှစ်ရှိမှကိုကျုပ်လည်းဘာမှမကြားမိပါဘူးကွယ်ခုလိုကြားရတာစိတ်မကောင်းလိုက်တာကျွန်ုပ်လည်းတန်းထဲမှာခတ်တုတ်ပြန်ထွက်ခဲ့လေတော့၏လမ်းတစ်လျှောက်လုံး၌လည်းကျွန်ုပ်ထံသို့လာသောမခင်မူ၏အကြောင်းကိုသာစဉ်းစားနေမိလေ၏ဤသို့နှင့်ကျွန်ုပ်တဲခုနေသောအိမ်သို့ပြန်ရောက်သောအခါအိမ်ရှင်ဖြစ်သူကျွန်ုပ်၏မိတ်ဆွေကြီးကိုအောင်သည်ထမင်းပွဲပြင်၍ကျွန်ုပ်အားဆောင်ရည်နေကြောင်းတွေ့ရ၏ဆိုင်ရင်လည်းစားနေပေါ့ဗျာကျုပ်ကပြင်းပြင်းချီတာနဲ့ရှမ်းကန်ဘက်ကိုလမ်းလျှောက်ထွက်သွားတာပါဒါနဲ့စကားမဆက်ခဏကိုတစ်ခုမေးရအောင်မယ်ရှမ်းကန်နာကစင်ဝင်တဲ့နှစ်ထပ်အိမ်ကြီးကြီးကိုသိတယ်မဟုတ်လားသိတာပေါ့ဗျာဆရာသမားကဘာသိချင်တာလဲဒီအကြီးကမခင်သူဆိုတဲ့မိန်းကလေးကိုရောသိတယ်မဟုတ်လားသိတာပေါ့ပြင်မနာမျိုးမှာတော့အမှားဆုံးမိန်းကလေးပဲပြင်မနာမျိုးရဲ့အလှပြင်းမလေးပေါ့
အစကဆိုရင်အလှဘီအမ2ယောက်ရှိတယ်တယောက်ကမခင်သူနဲ့အမွာညီအမမခင်ဘူးခုတော့တိုက်ခွိုက်ဖြစ်ပြီးဆုံးသွားတာ2နှစ်လောက်ရှိသွားပြီသူတို့2ယောက်ကရုပ်ရှင်သိပ်စင်နေအဲ့ဒီဆုံးသွားတဲ့မခင်မှုဆိုတဲ့မိန်းကလေးကဒီနေ့မနက်ပဲကျုပ်စီဗီဒီလာကြည့်သွားသေးတယ်ကိုအောင်ဒီလုံစွာအံ့ဩသွားပြီးလေဘလို့လဲဆရာသမားရဲ့တည်သွားတဲ့မခင်မှုကဘလို့လုပ်ပြီးဗီဒီကြည့်နိုင်မလဲဘွယ်ခါကျွန်ုပ်ဒီအဖြစ်အပျက်အလုံးစုံကိုဇက်စုံခင်းပြရလေတော့ဤထူးဆန်းလိုက်တာဤကနမခင်မှုဟာဥစ္စာဆောင်ပါလေးဖြစ်နေလို့ထင်တယ်ဒီလိုပြကိုအောင်ရပြဿနာတစ်ခုကိုသုံးသပ်တဲ့နေရာမှာယုတ်တိရှိမှုဆိုတဲ့အချက်ကိုလက်မလို့ရဘူးယုတ်တိရှိတယ်ဆိုတာကတဘာဝကြတာကိုပြောတာပဲဒါကြောင့်တဘာဝမကြတဲ့သုံးသက်ချက်ဟာဘယ်တော့မှအမှန်နဲ့မနှိစက်ဘူးလွန်ခဲ့တဲ့2နှစ်ကတည်သွားတဲ့မခင်မှုဟာကျုပ်စီကိုဘယ်နည်းနဲ့မှမလာနိုင်ဘူးဥစ္စာဆောင်ပါလေးဘဝနဲ့လာတယ်လို့ယူဆရင်လည်းယုတ်တိမရှိဘူးအဲ့ဒီတော့ကျုပ်စီလာတာဟာမခင်သူပဲဖြစ်ရမယ်ဒီလိုဆိုရင်မခင်သူဟာဆရာသမားကိုတသက်မဲ့လာပြီးနှိမ့်တာလို့ပြောချင်တာလားကျွန်တော်သိရတဲ့လောက်တော့ဒီမိန်းကလေးကတီတီတက်တဲ့အိန္ဒြေရရလေးပါဗျာရွှတ်နောက်အစားတွေကမဟုတ်ပါဘူးမထင်တဲ့ပြုံတချို့ကတစ်သက်လုံးတီတီငင်ငင်နေလာပြီးတခါတလေခက်တီတီနဲ့ရွှတ်နောက်လောက်တတ်တယ်ဗျဒါပေမဲ့အမှုအရာကတော့တော်တော်ကောင်းတယ်ရုပ်ရှင်ပတ်များဝါသနာပါရင်တော့ထိတ်တန်းစည်းဝင်တဲ့တရုတ်ဆောင်ကောင်တယောက်ဖြစ်တော့ပါရဲ့ဗျာမနက်ပိုင်းမခင်မှုအဖြစ်နဲ့ကျုပ်စီလာတွေ့တော့အမှုအရာကတမျိုးညနေပိုင်းမခင်သူအဖြစ်နဲ့တွေ့ပြန်တော့အမှုအရာကတမျိုးတက်လဲတက်နိုင်ပါဗျာဆရာသမားကိုတသက်မဲ့တော့လာမနှောက်နိုင်ပါဘူးဗျာခင်ဗျားပြောသလိုလာနှောက်နေတာမဟုတ်ရင်လဲမခင်သူဟာစိတ်ယောဂဆွဲကက်နေတဲ့ဝေဒနာရှင်တူပဲဟာဗျာဆရာသမားကလည်းဒီမိန်းကလေးကလူကောင်းပါဗျာဒီလိုယောဂမျိုးရှိနေတဲ့ပုံမျိုးလည်းမဟုတ်ပါဘူးဒါကဒီလိုရှိတဲ့ကိုအောင်ရဲ့ခင်ဗျားတို့ကျွန်တော်တို့ကစိတ်ပညာဆရာတွေလည်းမဟုတ်စိတ်ယောဂကိုဆရာဝန်တွေမဟုတ်တော့အဲ့ဒီလိုရင်ရည်လေးနဲ့စိတ်ဖောက်တဲ့ဝေဒနာရှင်တွေကိုအကဲမခတ်တတ်ဘူးဗျဒါကြောင့်မခင်သူဟာစိတ်ယောဂဝေဒနာရှိရသူဖြစ်ရမယ်ကဲဗျာဒီအကြောင်းတွေကိုခေါင်းထဲမှာထည့်မထားနဲ့တော့ဘာမှအကျိုးရှိမှာမဟုတ်ဘူးအချိန်ကုန်ပြီးခေါင်းလေးမဲ့ဟာဗျာသမင်းစားပြီးရင်ဘူတာပြေးပြီးကျုပ်အတွက်လက်မှတ်ဝယ်ပေးဖို့သာစဉ်းစားပြီးတော့ဘလို့လဲဆရာပြောတော့တလားလောက်နေပြီးစာအုပ်ပြီးအောင်ရေးမယ်ဆိုဗျခုတော့ချက်ချင်းထားပြန်တော့မှာလားဒီကနဆရာသမားတော့ဥစ္စာဆောင်မလေးမခင်မှုကိုကြောက်လို့လစ်တာနေတူတယ်ဥစ္စာဆောင်မလေးမခင်မှုကိုကြောက်လို့မဟုတ်ပါဘူးယမနာသူမခင်သူကိုကြောက်လို့ပါမဟုတ်တရုတ်ဇလန်းတွေလာပြောနေရင်ကျုပ်အတွက်အချိန်ကုန်မယ်ဒါကြောင့်ရန်ကုန်ကိုပြန်လိရတာမျိုးဒါပေမဲ့ကျုပ်အတွက်ဝတ္ထုဇလန်းလေးတစ်ပုဒ်တော့ရသွားတာပေါ့ပြီးပါပြီမင်းသိမ့်ခ